မင်္ဂလာပါရှင် Spring Views Recap Channel လေးကနေတဖန်ပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးရဲ့သင်္ကေတဖြစ်တဲ့လက်သုံးချောင်းထောင်နဲ့သင်္ကေတရဲ့စတင်ခဲ့ပုံအကြောင်းကိုပြောပြပေးသွားမှာပါကဘာပေါ်မှာလက်ညိုလက်ကလေးနဲ့လက်တကြွေဒီလက်ချောင်းသုံးချောင်းကိုထောင်လိုက်တဲ့လုပ်ရက်ဟာတစ်ချိန်ကတော့ရုပ်ရှင်ဇလန်းတစ်ပုဒ်ထဲကအနုပညာဖန်တီးမှုတသက်ပဲဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒီသင်္ကေတဟာဖိနှိပ်မှုကိုစန့်ကျင်တဲ့လွတ်လပ်မှုကိုမျက်နှိုးတဲ့ကဘာတဝန်းကတော်လှန်ရေးသမားတွေရဲ့ဘုံစကလုံးဖြစ်လာခဲ့ပါပြီအထူးသဖြင့်မြန်မာနိုင်ငံရဲ့လမ်းမတွေပေါ်မှာဒီလက်သုံးချောင်းဟာမျော်လင့်ချက်ရဲ့အမှတ်အသားဖြစ်ခဲ့ပါတယ်ဒီနေ့မှာတော့ The Hunger Games ဇလံတွဲ၄ခုလုံးကိုအသေးစိတ်ပြန်လည်ကြည့်ရှုရင်းအဲ့ဒီထဲကတော်လှန်ရေးအလှည့်အပြောင်းတွေဟာကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ဖြစ်ရမှန်တွေနဲ့ဘလောက်တောင်တူငီနေသလဲဆိုတာကိုအပိုင်းလိုက်ခွဲခြားတင်ပြသွားမှာပါဇလန်အစပနမ်နိုင်ငံမှာခရိုင်12ခုရှိပါတယ်။မြို့တော် capital ကအရင်အမြင့်အားလုံးကိုချုပ်ကင်ထားပြီးကျန်တဲ့ခရိုင်တွေကိုကျွင်ပြုတ်ထားတာပါ။ဒါဟာဗဟိုချုပ်ကင်မှုပြင်းထန်တဲ့အာဏာရှင်စနစ်ရဲ့ပုံစံတူပါပဲ။နှစ်စဉ်ကျင်းပတဲ့ Hunger Games ဆိုတာလူငယ်တွေကိုတေးသည့်အထိတိုက်ခိုက်ခိုင်းပြီးလူထုကိုမင်းတို့ဘဝဟာငါတို့လက်ထဲမှာပဲလို့ခြောက်လှမ်းတဲ့အာဏာရှင်တွေရဲ့ဂိမ်းပြိုင်ပွဲတစ်ခုပါ။ Katniss ရဲ့ငယ်မလေး Prim ဟာလည်းဂိမ်းပြိုင်ပွဲမှာပါဝင်ပြီးသူမထွက်လာတဲ့အချိန်မှာ Katniss က I volunteer as tribute လို့ OHP ရှိထွက်လာခဲ့တယ်ဒီနေရာမှာပထမဆုံးလက်သုံးချောင်းသင်္ကေတပေါ်လာပါတယ် District စနစ်ကလူထုဟာလက်ခုပ်တီးပြီးဂုဏ်ပြုမဲ့အစားသူတို့ရဲ့လက်သုံးချောင်းကိုမြှောက်ပြပြီးငိမ်သက်စွာနဲ့ Katniss ကိုအယူအသေးပေးခဲ့ကြတယ်ဒါဟာမြန်မာနိုင်ငံမှာကျန်းမာရေးဝန်ထမ်းတွေစတင်ခဲ့တဲ့ CDM လှုပ်ရှားမှုနဲ့တူပါတယ်စကလုံးတွေနဲ့အိုဟစ်နေစရာမလိုပဲငိမ့်သက်တဲ့လက်သုံးချောင်းသင်္ကေတတစ်ခုကနေငါတို့မင်းနဲ့အတူရှိရဲ့ငါတို့မင်းကိုလေးစားတယ်ငါတို့ဒါကိုလက်မခံဘူးဆိုတဲ့သတင်းစကားကိုတကဘာလုံးတည်အောင်ပေးလိုက်တာပါအရီနာတဲက Katniss ဟာ District 7က12နှစ်သမီးလေး Rue နဲ့ဆုံခဲ့တယ်သူတို့နှစ်ယောက်ဟာပြိုင်ဘက်တွေဖြစ်ပေမဲ့လူသားဆန်မှုနဲ့အပြန်အလှန်ကူညီခဲ့ကြတယ်ရူးတီဆုံးသွားတဲ့အခါ Katniss ဟာသူမကိုပန်းတွေနဲ့အလှဆင်ပေးပြီးကင်မရာကိုကြည့်ပြီးလက်သုံးချောင်းထောင်ပြခဲ့ပါတယ်။ဒီလုပ်ရက်ဟာဂိမ်းရဲ့စီမင်းကိုချိုးဖောက်တာမဟုတ်ပေမဲ့ Capital ရဲ့အာဏာကိုစိန်ခေါ်လိုက်တာပါ။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ District 7ကလူထုဟာသူတို့ရဲ့ရင်ထဲကပောက်ကွဲတံတွေကိုထိန်းမထားနိုင်တော့ပဲစစ်သားတွေကိုပြန်လည်ခုခံတော်လှန်ပါတော့တယ်။ဒါဟာတော်လှန်ရေးရဲ့ turning point ပါပဲ။မြန်မာနိုင်ငံမှာလည်းအပြစ်မဲ့တဲ့အကြောင်းသားလူငယ်တွေကလေးငယ်တွေရဲ့အသက်ပေးဆက်မှုကိုမြင်တွေ့ရတဲ့အခါလူထုဟာအချုပ်တရားကိုဘေးဖယ်ပြီးတခဲနဲ့တော်လှန်ခဲ့ကြတာနဲ့ထပ်တူကြပါတယ်။အာနာရှင်တွေကတင်းနဲ့6လန့်ပေမဲ့အပြစ်မဲ့သူရဲ့အသက်ဟာတော်လှန်ရေးအတွက်အင်အားအကြီးဆုံးလောင်စာဖြစ်လာခဲ့တယ်။ဒုတိယက Catching Fire မှာ Katniss ဟာ Arena ရဲ့အမိုးကိုမြားနဲ့ပစ်ခွဲပြီးစနစ်ကြီးတစ်ခုလုံးကိုဖျက်ဆီးခဲ့တယ်။တော်လှန်ရေးဟာအဆင့်တစ်ခုကိုတက်လှမ်းလာပါပြီ။ Mockingjay အပိုင်းမှာတော့တိတ်ပွဲဟာလမ်းမပေါ်တင်မကဘူးမီဒီယာပေါ်ကိုပါရောက်လာတယ်။ Katniss ဟာစတူဒီယိုထဲမှာသရုပ်ဆောင်နေရတာကိုငင်းဆန်ပြီးစက်မြေပြင်ကပျက်စီးနေတဲ့စေယုံကိုသွားကြည့်ခဲ့တယ်။ Capital ကစေယုံကိုဘုံကျဲလိုက်တဲ့အခါ Katniss ကမိခိုးတွေကြားထဲကနေကင်မရာကိုကြည့်ပြီးပြောခဲ့တဲ့စကားကအယမ်းကိုလေးနေပြီးအတိတ်ပဲရှိပါတယ်။ Fire is catching and if we burn you burn with usမီးတွေကိုဆက်နေပြီးငါတို့လောင်မတ်ရရင်မင်းတို့လည်းငါတို့နဲ့အတူပြာဖြစ်သွားစေရမယ်တဲ့ဒါဟာမြန်မာနိုင်ငံရဲ့ information warfare နဲ့တူပါတယ်အာဏာရှင်တွေကအမှန်တရားကိုဖုံးကွယ်ဖို့စ조사ပေမဲ့မြေပြင်ကရုပ်သံတွေလူငယ်တွေရဲ့တတိရှိရှိထုတ်ဖော်ပြောဆိုမှုတွေကကဘာကြီးကိုအမှန်တရားသိစေခဲ့တယ်လက်သုံးချောင်းသင်္ကေတဟာဗီဒီယိုတိုင်းတပ်ပုံတိုင်းမှာပါဝင်နေပြီးဒေါ်လာရေးဟာရက်တက်လို့မရတော့ဘူးဆိုတာကိုပြသနေပါတယ်ဒေါ်လာရေးရဲ့နောက်ဆုံးအဆင့်ဟာအခက်ခဲဆုံးပါရန်သူဟာဘယ်သူလဲဆိုတာကိုခွဲခြားဖို့လိုလာတယ် Katniss ဟာသူမရဲ့ရန်သူဖြစ်တဲ့ President Snow ကိုတက်ရမယ့်အစားအာဏာရှင်အသစ်ဖြစ်လာမယ့် President Quine ကိုပြစ်တက်ခဲ့တယ်ဘာလို့လဲဆိုတော့ဒေါ်လာရေးဆိုတာအုပ်ချုပ်သူလူဒန်းစားပြောင်းလဲဖို့ဒီမကပဲဖိနှိပ်တဲ့စနစ်တစ်ခုလုံးကိုအမြင့်ပြတ်ဖို့လိုအပ်လို့ပါပဲ Hunger Games ဟာအရှုံးပေးမဲ့သူတွေအတွက်မဟုတ်ဘူးအသက်တွေသွေးတွေမျက်ရည်တွေပေးဆက်ခဲ့ရတယ်ဒါပေမဲ့နောက်ဆုံးမှာတော့လွတ်လပ်မှုရဲ့အရာတော်ကိုခံစားခဲ့ရတယ်မြန်မာဒေါ်လာရေးဟာလည်း Hunger Games တက်ပိုမိုခက်ခဲပြီးပိုမိုလေးနဲ့တဲ့ပေးဆက်မှုတွေရှိနေပါတယ်ဒါပေမဲ့ကျွန်တော်တို့ထောင်ပြနေတဲ့လက်သုံးချောင်းတွေကတော့အတိတ်ပဲမပြောင်းလဲပါဘူးဒီဇက်လိုင်းရဲ့အဆုံးမှာ Katniss ကပြောခဲ့တယ်လို့ပါပဲ
ညဘက်တွေမှာအိမ်မဆိုးတွေမက်ခဲ့ရင်စိတ်မပူပါနဲ့ငါတို့မှာကစားနည်းတစ်ခုရှိရဲ့အဲ့ဒါကတော့ငါတို့တွေ့ခဲ့ရတဲ့ကောင်းမွန်တဲ့အရာလေးတွေကိုပြန်စဉ်းစားတာပါပဲတဲ့ကျွန်တော်တို့တော်လိုင်းရေးမှာလည်းအိမ်မဆိုးတွေရှိခဲ့ပါတယ်ဒါပေမဲ့တရားမျှတမှုအတွက်အတူတူလက်သုံးချောင်းထောင်ခဲ့ကြတယ်စိတ်တက်တွေဟာအမြဲတမ်းရှင်သန်နေမှာပါကဲဒီ recap ကိုကြည့်ပြီးသွားရင်တော့မိတ်ဆွေတို့လည်းမော်ကင်ဂျိတ်တယောက်လိုစိတ်တက်တွေတက်ကြွနေမယ်လို့မျှော်လင့်ပါတယ်ဒါပေမဲ့သတိထားပါအပြင်မှာတကယ်များသွားဖြစ်ဖို့တော့မကြိုးစားပါနဲ့အောင်ကျွန်တော်တို့ Hunger Games Arena ထက်ပိုကျဲတဲ့တကယ့်စက်မြေပြင်တိုက်ပွဲကြီးရှိနေလို့ပါဒီပွဲမှာဘယ်နေရာမဆိုပါဝင်နိုင်ပါတယ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့သူပဲဖြစ်ဖြစ် click ရင်း stream ရင်းပါဝင်နေသူဖြစ်ဖြစ်နိုင်တဲ့လောက်ထောက်ပို့ပြီးကူညီတဲ့သူဖြစ်ဖြစ် CDM လို့ boycott လုပ်ပြီးရက်တီချက်ကိုပြက်ပြက်သားသားပြသူပဲဖြစ်ဖြစ်အားလုံးဟာလက်သုံးချောင်းထောင်ရင်အာနာရှင်ကိုတော်လှန်နေတဲ့သူများပဲဖြစ်ပါတယ်